ဘွားမှာတော့မြေစာစကားတွေကဖိုးထောင်လို့အကုန်မျိုးမဟုတ်ကြောင်းပြောပြခဲ့တဲ့မြက်မြက်ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်လက်ရှိမှာတော့2025ခုနှစ်ရဲ့ပရိသတ်အားပေးမှုအများဆုံးဖြစ်လာနိုင်တဲ့မြေစာရုပ်ရှင်စကားကြီးကတော့အတော်လေးကိုရေပန်းစာလူကြိုက်များနေရပဲဖြစ်ပါတယ်မြေစာစကားကြီးမှာမင်းသားမြက်မြက်ကအဓိကတရုပ်ဆောင်မင်းသားနေရာကနေပါဝင်ရကူထားခဲ့ရပဲဖြစ်ပါတယ်တဘာဝမင်းသားလူတော်တေစားခေါ်ပေါ်ကြတဲ့မြက်မြက်ဟာဆိုရင်ဒီစကားကြီးမှာလည်းမြက်မြက်ကမြက်မြက်ပဲဆိုတာကိုပြသသွားနိုင်ခဲ့ရပဲဖြစ်ပါတယ်။တော်တက်ရုပ်ဘယ်မင်းသားမှမလုပ်ပြနိုင်ခဲ့တဲ့စီပီဝန်ထမ်းတရားဖြစ်နေတရုပ်ဆောင်ခဲ့ပြီးရန်ကုန်မြို့ရှိအမိုက်ဘုံအမိုက်ကန်တွေကိုယ်တိုင်သွားရောက်ပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒါအပြင်လက်နက်ကလိုက်ပြီးအမိုက်သိန်းရဲ့အမိုက်ကားပေါ်မှာလည်းတကယ်စီပီဝန်ထမ်းတရားအနေနဲ့ရိုက်ကူးခဲ့တာပါ။ဒါကြောင့်မြေစာရုပ်ရှင်စကားကြီးထွက်လာချိန်မှာတော့ပရိသတ်တွေကချီကျူးထောပနာပြုခဲ့ကြပြီဖြစ်ပါတယ်။အောက်ချိန်မှာအမိုက်သိန်းရဲ့စီပီဝန်ထမ်းရဲ့ဘွားတွေကိုမိမောင်တို့ပြသနိုင်ခဲ့တဲ့အတွက်စီပီဝန်ထမ်းသူဝန်ထမ်းသားတွေဟာမြက်မြက်ကိုကျေးဇူးတင်နေရပါဒီစကားကြီးမှာဆိုရင်မြက်မြက်ကအကိုကြီးအဖရနေရာကနေပါဝင်တရုပ်ဆောင်ခဲ့ပြီးမိဘတွေကွယ်လွန်ပြီးနောက်ကြံရိတ်ခဲ့တဲ့လူမမယ်ညီလေးနဲ့ညီမလေးကိုပြည့်စုံဆောက်ရှောက်ပေးရတာပဲဖြစ်ပါတယ်အကိုဖြစ်သူကလက်နက်ကလိုက်ပြီးအမိုက်တွေသိန်းရဲ့အကိုတရားဖြစ်တာကြောင့်ညီလေးနဲ့ညီမလေးရဲ့ရှက်ရွံ့စိတ်တွေအကိုတရားဖြစ်မတတ်မှတ်ခြင်းနဲ့စိတ်တဘောထားတွေကိုသိရပြီးခံစားခဲ့ရတဲ့အကိုနေရာကနေကွက်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 ပြ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 ရိုက်ပြနိုင်ခဲ့တာပါမြက်မြက်ရဲ့ပေးပြတဲ့တရုပ်ဆောင်ချက်တွေနဲ့ဇလန်းစိတ်အနေအရမြေစာကိုကြည့်မိသူတိုင်းမျက်ရည်မစဲနဲ့အောင်ဖြစ်ခဲ့ရတာကြောင့်ပရိသတ်တွေကမြေစာရုပ်ရှင်စကားကြီးနဲ့မြက်မြက်ကိုအကယ်ဒမီပေးနေကြပြီပဲဖြစ်ပါတယ်အခုတစ်ခါမှာတော့မြက်မြက်ကမြေစာစကားကြီးမှာပါဝင်တရုပ်ဆောင်ထားတဲ့ဖိုးထောင်စရုပ်နဲ့အပြင်လက်တွေ့ဘွားကသူ့ရဲ့စရုပ်အမှန်ကိုနှိုင်းယှဉ်ပြီးပြောပြလာခဲ့ရပဲဖြစ်ပါတယ်တကယ်တော့ပရိသတ်တွေတနာကျူနာတမိနေရဲ့ဖိုးထောင်အဖြစ်မြက်မြက်ကအပြင်လက်တွေ့ဘွားမှာတော့စကားတွေကဖိုးထောင်တို့မောင်နှမတွေပေါ်မှာတီးခတ်ပြီးအချက်ပိုတဲ့အကိုတရားဟုတ်မနေပါဘူးမြက်မြက်ဟာမွေးချင်မောင်နှမ၄ယောက်ရှိတဲ့အနက်အကြီးဆုံးသားပဲဖြစ်ပါတယ်တားအကြီးဆုံးဖြစ်သူပြီးမောင်နှမတွေပေါ်မှာလည်းဩစာအာဏာလွှမ်းမိုးနိုင်တဲ့သူပါနောက်ပြီးစကားတွေကဖိုးထောင်လို့တော့ညီတွေညီမတွေကိုချစ်ပြီးကြောက်မနေပဲညီတွေညီမတွေကသာသူ့ကိုကြားရတယ်လို့ဆိုပါတယ်ညီမလေးတွေအပေါ်မှာလည်းစီကတင်းကျပ်ထားပြီးအရေးမပေးတဲ့ခက်ဆဆိုးအကိုတယောက်ပါလို့ပြောပြလာခဲ့ရပဲဖြစ်ပါတယ်မြက်မြက်ဟာမောင်နှမတွေပေါ်မှာချစ်တော့ချစ်တဲ့အလိုမလိုက်ဘူးအရောတဝဲမလုပ်ဘူးဆိုပြီးလက်တွေ့ဘွားကအကိုတယောက်ရဲ့စိတ်နေစိတ်ထားတွေကိုပရိသတ်တွေတီအောင်ချပြလာခဲ့ရပဲဖြစ်ပါတယ်ပရိသတ်တွေကတော့မြက်မြက်ဟာအနုပညာလုပ်တဲ့နဲ့ပတ်သက်ရင်အခြားမိသားတွေလိုအပြောနဲ့မဟုတ်ပဲအလုံးနဲ့တက်တဲ့ပြသူတရားဖြစ်တာကြောင့်သူ့ရဲ့မိသားစုဝင်တွေအပေါ်မှာတာဝန်ကျေပြီးဂရုစိုက်ပေးတတ်တဲ့လူများဖြစ်လောက်တယ်ဆိုပြီးမှတ်ချက်ပေးလာကြတာပါမြင့်မြတ်ဟာဆိုရင်သူ့ရဲ့မောင်နှမတွေပေါ်မှာမြေစာတဲ့ကဖိုးထောင်လို့အနစ်နာခံချစ်ပေးတတ်တာချင်းတော့တူလောက်ပေမဲ့အကိုတယောက်ပေါ်ထားတဲ့ယူသိမှုမရှိရင်တော့မြေစာတဲ့ကဖိုးထောင်လို့ကြိတ်မိခံနေမှာမဟုတ်ပဲပောက်ကွဲဖြစ်မဲ့အကိုမျိုးဖြစ်လောက်တယ်လို့ထင်ချေပေးလာကြတာပဲဖြစ်ပါတယ်ကြီးရှုနေတဲ့ပရိသတ်တို့အနေနဲ့ရောမြေစာရုပ်ရှင်တွေကဖိုးထောင်လို့အကုန်မျိုးမဟုတ်ကြောင်းကိုပြောပြလာတဲ့မြင့်မြတ်နဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြောပြခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်